ကဲအားလုံးပဲမင်္ဂလာပါနော်ဒီကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီပညာမျှပြီးတော့ဒီ wish shot ပေါ့နော် customer တယောက်ရောက်ဆိုကျွန်တော် wish shot ကဒီကောင် arrow ပြနေပေါ့နော်ဒီကောင် arrow ဘာပြလဲဆိုတော့တစ်ချက်စစ်ကြည့်မယ်နော်ဒီကောင်ဒီမှာပေါ့နော်ဒီကောင် 7kg okay ကျွန်တော်ဒီကောင်ဖွင့်ကြည့်ပြီးဘာဖြစ်လဲဆိုတော့နော်ဖွင့်ကြည့် okay this is stunning to me ကျွန်တော်ပေါ်ဖွင့်နေ stand နေတယ်ဒီကောင် width shot တယ်ပေါ့နော်ဒီကောင် width shot okay ဒီကောင် arrow မပြသေးဘူးပေါ့နော်ကျွန်တော်ပေါ်ချက်ပြန်ပေးလိုက် okay just ဒီကောင်ရင်းညှိကြည့်ပါပေါ့နော် spring လိုက်ကြည့်ဒီကောင် arrow ပြတယ်ပေါ့နော်ဒီကောင်ဒါရေးညှစ်လို့မရအောင် arrow ဒီကောင် E2 ပြနေတယ်နော် okay ကျွန်တော်ဒီကောင်ဖြည့်ကြည့်မယ်ဖြည့်ချကြည့်မယ်နော်ဒီကောင်ဘယ်ရဖြစ်လဲဆိုတာနော်နောက်ဆက်နေကြည့်မယ်ဒီကောင်တေးကြတော့နော်ဒီကောင်ကျွန်တော်တို့ဒီမှာဒီဘေးမှာ screw ရှိရနော်ဒီကောင်မှာ screw ရှိရဒီဘက်ဘေးမှာ screw ရှိရဒီ screw လေးလုံးတော့ဒီမှာ screw ရှိရကျွန်တော်ဒီ screw လေးလုံးကျွန်တော်ရင်ဖြုတ်လိုက်နော်ဒီကောင်ဖြုတ်ပြီးရင်ကျွန်တော်ဒီဖုန်းတစ်ချက်ဖွင့်ကြည့်ပါနော် okay ကျွန်တော် screw လေးလုံးဖြုတ်လို့ပြီးသွားပြီပေါ့နော်ဒီကောင်ဟောချက်ဟာလာဟာလေဒီဖုန်းဖွင့်ပြီးသွားရင်ကျွန်တော်ဒီကောင်ဒီမှာကာဗာရှိရတယ်ကျွန်တော်ဒီကာဗာစကူတွေကျွန်တော်ရင်ဖြုတ်နော်ဒီကောင်လေးရင်ဖြုတ်โอเคကျွန်တော်ဒီမှာဒီဖုန်းကျွန်တော်ဖွင့်လိုက်တယ်နော်ကျွန်တော်ဒီဖုန်းဖွင့်လိုက်တယ်ဒီကာဗာโอเคကျွန်တော်ပထမတော့ဆက်ရမှာကျွန်တော်ဒီမှာပေါ့နော်သူ့ wire တွေဘာတွေကျွန်တော်တို့ပြတ်တာတွေဘာညာရှိလိုက်ရင်စစ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်းပါ draw speed ကိုကျွန်တော်ဆက်စစ်ကြည့်နော် draw speed ကိုကျွန်တော်ဆက်ကြည့်မယ်တော့ဒီကောင်းမှာတစ်ခုဒီကောင်း draw speed ရှိတယ်ဒီကောင်းမှာတစ်ခု draw speed ရှိတယ်နော်ဒီမှာတက်လာ okay ဒီမှာတစ်ခုရှိတယ်ကျွန်တော်ဒီမှာတစ်ခုရှိတယ်နော်မကြည့်ဒီကောင်ဆိုလို့ရှိရင်ဒါတန်ကြီးလိုက်နေပါတော့ဒီကောင်ဆိုလို့ရှိရင်ဒီကောင်လည်းတူတူကျွန်တော်ဒီကောင်တစ်ချက်ဖြုတ်ကြည့်မယ်နော်
ကောင် draw suite เนาะဒီကောင်တော့ဒီမှာကြည့်တော့တကား suite ပေါ့เนาะဒီကောင်ဟိုဒီကောင်လေးကြည့်လိုက်ဒီကောင်လေးဒီမှာတန်ကြီးတက်နေလားဒီကောင်လေးကိုကျွန်တော်တို့ cover လေးရင်စားပေးလိုက် cover လေးစားပြီးတော့မှကျွန်တော်ပြန်တက်လိုက်ပေါ့เนาะကြည့်လိုက်ဒီကောင်လေးရင်ကြည့်လိုက်မယ်เนาะလုပ်ကြည့်မယ်เนาะโอเคဒီကောင်ကျွန်တော် cover စားလိုက်ပြီเนาะ cover စားလို့ပြီးသွားပြီလားဘာလို့ပြောင်း cover စားပေးလိုက်ပေါ့ဒါเนาะပြီးလို့ရှိရင်စီလေးနည်းနည်းတုံးလိုက်โอเคဒီကောင်ကျွန်တော်ပြန်တက်လိုက်မယ်เนาะဒီကောင်လေးရယ်ကျွန်တော်ဒီမှာဒီကောင်လေးရယ်ပေါ့เนาะနှစ်ခုလုံးโอเคโอเคscrew ဆွဲလို့တော့ပြီးသွားပြီเนาะဒီကောင်တက်ပြီးသွားပြီပေါ့เนาะဖုံးပြန်ဖုံးโอเคကျွန်တော်ပေါဖွင့်ကြည့်မယ်ဟိုရှုံးရင်ကြည့်မယ်spring လေးကြည့်ပါနော်ဒီကောင်မရသေးကျွန်တော်ပြန်တက်ပြီးတော့ကျွန်တော်ပြန်ဖွင့်ကြည့်မရသေးဘူးเนาะဒီကောင် arrow ပြန်ပြတယ်။ဘာကြောင့် arrow ပြလဲဆိုတော့ကျွန်တော်ရှက်ပြမယ်เนาะ။ဟိုကောင်လေးတော့ကျွန်တော်တက်ပြီးသွားပြီเนาะဒီမှာတကား draw suite ရကျွန်တော်တက်ပြီးသွားပြီဒီကောင်ဘာကြောင့် arrow ပြန်ပြလဲဆိုလို့ရှိရင်ဒီမှာကြည့်ဒီကောင်လည်းကျွန်တော်တိုက်ပြီးသွားပြီဒါပေမဲ့ခဏလေးဒီကောင် arrow ပြန်ပြတယ်။ဘာလို့ spring လေးကျိုးနေဒီကောင်ကစားတော့ဒီကောင်ဒီ spring လေးကျိုးနေပါတော့Okay. အဲကျွန်တော် display လေးကျိုးနေတော့ကျွန်တော်အလွယ်နည်းကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော်ဒီ wire နှစ်ခု display လေးကျွန်တော်လဲပြရအောင်ပေါ့နော်ဒီကောင်လေးလဲပြရအောင် Okay ကျွန်တော်လဲပြီးလို့ရှိရင်ကျွန်တော်ပြန်ဆန်းကြည့်မယ်နော်ကျွန်တော်လည်းဆက်လဲကြည့်လိုက်မှာOkay, this spring လဲပြီးသွားပြီပေါ့နော်ဒီကောင်ကစားသွားပြီပေါ့ Okay ကျွန်တော်ချက်ပြန်ဆန်းကြည့်Okay, good.ဒါဆိုဒါအဆင်ပြေသွားပြီပေါ့နော်ကိုယ်အိမ်မှာလို့ဖြစ်လို့ရှိရင်လည်းဒါပြင်ဆင်ခေါ်ဆရာမလို့ပေါ့နော်ဒီလောက်လေကိုယ့်ဘာကိုလုပ်လို့ရတယ်ပေါ့နော်โอเคဒီလောက်ဆိုရင်အားလုံးပဲကျောင်းမဆွေတွေနားလည်သဘောပေါက်မှာထင်ပါတယ်နော်โอเคအားလုံးပဲ goodbye